နာနေမနာလေကိုနာတယ်ဘာလို့ပြောနေတာလဲဟမ်ခမရကတော့သေပြီခမရကတော့မသား ယူတယ်ကိုနာတယ်ယူတယ်အေးရှင်းပြဖို့ခန့်လာ ਈ လားရှင်းပြဖို့ခန့်လာ ਈ လားသွားလိုက်ဟဲ့ဟမ်ခမရကသေပြီခမရကတော့သေပြီဒုက္ခမှာပဲခမည်းကကိုရိုစုဝါဒရှိယောကိုရိုရှိနေတယ်ဒုက္ခပါပဲဘာလို့ပြောနေတာလဲကဲဟိုးကိုကြည့်လိုက်စမ်းပါဦးဟဲ့ဟွန်းရှင်းတာဝါဒရှိရှိနေမှာရှင်းတာဒုက္ခပါပဲကိုကကိုမထူပဲငါ့ကိုလာထုနေတယ်လောက်ချပါအောင်အမလေးသူ့ကိုသူတိန်တာတီသွားရှာပြီအမလေးဝါဒရှိရှိနေမှာရှင်းတာ